ငိမ့်မယ်ပြုတ်ကြရင်မစားပြုတ်ကြရင်မစားဘူးနော်ဖြုတ်ကြည့်ပြုတ်ကြရင်မစားတော့ဖေနဲ့မေမှာဆိုလို့ရှိရင်သူကမေကြတော့သူချစ်တယ်မေကြချစ်တယ်အဖေကြတော့သူချစ်ကြောက်ယူသေးပေါ့ချစ်တယ်ဒါပေမဲ့ကြောက်တယ်အခုမျိုးလေးဆိုတော့အရေးမကြီးဘူးအဖတ်မလုပ်ဘူးသူကအခုကြတော့ကြောက်တယ်အခုကြတော့သူ့ဟိုပေါ့ဟိုစီးနဲ့ကန်းနဲ့ထားတာပေါ့နော်သွားတာတိုက်ပြီးသွားတိုက်ပြီးဆိုအဲ့လိုအခုတော့အတူတူအိတ်တာဆိုတော့လေမတိုက်ဘူးဆိုရင်မနဲ့ကြရင်အဲ့လိုပေါ့မိသားစုတော့လုံးထွေးနေအောင်အဲ့ရတယ်မနဲ့ကြရင်လေအဲ့လိုမျိုးဆိုတော့နန်လို့သွားတိုက်ပြီးနေ့တိုင်းတိုက်ပြီးတယ်ညအိတ်ခံနေတိုင်းချိုးမယ်ဆိုလို့ရှိရင်တကားဖွင့်ပြနေတာနဲ့လက်ဖြောက်တီးပြီးခန်းထဲဝင်လိုက်တယ်သူကโอเคဆိုပြီးအရင်ဝင်သွားရအဲ့ဒါသဘောပေါက်သွားပြီသူကအကိုကအဲ့ဟိုစပားတွေပါကြတော့ခွေးကြီးတော့လေတချို့စပားတွေကြတော့မကင်ရဲကြဘူးပေါ့နော်နည်းနည်းဟိုအပေါ်ရန်လောက်ပဲချိုးပြီးတာများတယ်တိတ်မထိရဲဘူးပေါ့နော်အဲ့လိုမျိုးကြတော့စပားပို့လိုက်ရင်လည်းခံလဲလို့3ရက်လောက်ဆိုနန်ရောပြန်ပြီးတော့လေအဲ့လိုဆိုတော့အကိုကြတော့ခေါင်းစာခြေဆုံးကိုကင်ရဲတာကိုကင်ရဲတော့အဲ့လိုမျိုးပေါ့နော်နှိုင်းချွတ်သူရှော့ဖွတ်တာဆိုတော့အဲ့ဘာလို့လဲဆိုတော့ဟိုအိမ်မှာပဲသူကဟိုခလေးလေးလူမွေးတာဆိုတော့အမြဲတမ်းတန့်နေအောင်ထားရတာပေါ့နော်စပားပို့တဲ့ဟာထက်ကျွန်တော်အကိုအိမ်မှာချိုးပေးရများအကိုအလုံးမအားရင်တော့စပားပို့ပြပါတယ်ငငယ်တော့ကတော့အဲ့လိုပေါ့နည်းနည်းတော့ train ပေးရတာပေါ့3လလောက်ကနေစပြီးတော့နည်းနည်းတော့ train ပေးရတာနောက်ပိုင်းကတော့သူ easy ဖြစ်သွားတာပေါ့နော်ချိုးမယ်ဆိုလို့ရှိရင်တကားဖွင့်ပြနေတဲ့လက်ဖြောက်တီးပြီးခန်းထဲဝင်လိုက်တယ်သူ okay ဆိုပြီးအရင်ဝင်သွားရအဲ့ဒါသဘောပေါက်သွားပြီသူသွားတာတိုက်ပြီးသွားတိုက်ပြီးဆိုအဲ့လိုအကိုတော့အတူတူအိတ်တာဆိုတော့လေမတိုက်ဘူးဆိုရင်မနဲ့ကြရင်အဲ့လိုပေါ့မိသားစုတော့လုံးထွေးနေအောင်အဲ့ရတယ်မနဲ့ကြရင်လေအဲ့လိုမျိုးဆိုတော့နန်လို့သွားတိုက်ပြီးနေ့တိုင်းတိုက်ပြီးတယ်ညအိတ်ခံနေတိုင်းသူ့ကိုတန်ရှင်းလောက်ရတာပေါ့တန်ရှင်းလောက်ပြီးတခါသေးကြရင်လည်းအဲ့လိုအပေါ်တင်အိတ်တယ်တခါကြရင်တင်အိတ်တဲ့နေ့ဆိုရင်သူကမအိတ်ဘူးအဲ့လိုထိုင်ကြည့်နေတာတညာလုံးအဲ့လိုမျိုးဘေးကနေပြီးတော့အိတ်ချင်ရင်လည်းပြန်ခေါ်ရတာပေါ့အခုတရင်တို့တွေပါဆိုသူကထားရပြီးတော့ထိုင်နေသူ့မခေါ်သေးလို့သူကခေါ်မှတက်တာမခေါ်ရင်မတက်ဘူးဟိုကဒီဟို overseas ပဲတော့ပြတဲ့အဲ့ကြရင်တော့ဟိုပတ်ဟိုတယ်ပဲပို့ခဲ့တာညီမနော်အဲ့ကြရင်တော့ဟိုပေါ့သူ့နေရာတော့မခံအခုနေရာဆိုရင်တော့လွမ်းတာပေါ့ညီမလွမ်းတာပေါ့အဲ့လိုပေါ့ဗီဒီယိုကောတွေကြည့်ရတယ်လွမ်းတယ်အခုကျတော့သူ့ဟိုပေါ့ဟိုစီးနဲ့ကန်းနဲ့ထားတာပေါ့နော်စီးကန်းလေးတစ်ခုထားတယ်တတ်မှတ်ပြီးထားတယ်အဲ့ဥမာပြောချင်တာပတ်ဟိုတယ်ပဲရအောင်သူအစာမစားတော့တဲ့အချိန်ကျရင်အဲ့ဟိုတယ်ကညီမလေးတွေကသူ့ကိုခွန့်ကြွေးတာပေါ့ခွန့်ကျွေးတော့အခုဘိုက်ဘားနေပို့တာပေါ့မကူသမီးစားမစားလို့ခွန့်ကျွေးတယ်ပေါ့အဲ့ကြအခုကချင်းအဲ့ overseas လန့်စစ်တာညီမမကျွေးရအောင်မကျွေးနဲ့ဘာဖြစ်လဲဆိုတော့အကျင့်ပါသွားမှာဆိုလို့ကွာဒီဒါအဲ့လိုမျိုးခွန့်ကျွေးတဲ့ဟာလေညီမမကျွေးနဲ့မစားကျင်ထားလိုက်ညာသူနောက်စားလိမ့်မယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုလေးတော့သူ့ကိုလှမ်းပြီးတော့ကြက်ရတာပေါ့နော်ငိမ့်မယ်ပြုတ်ကြရင်မစားဘူးနော်ဖြုတ်ကြည့်ပြုတ်ကြရင်မစားတော့သူကလည်းအဲ့လိုမျိုးပဲအဲ့လိုဖေနဲ့မေမှာဆိုလို့ရှိရင်သူကမေကြတော့သူချစ်တယ်မေကြချစ်တယ်အဖေကြတော့သူချစ်ကြောက်ယူသေးပေါ့ချစ်တယ်ဒါပေမဲ့ကြောက်တယ်အခုကရိုက်တယ်ဆိုတာအဲ့လိုမျိုးအတန်နေထားအောင်ညီမရဲ့အဲ့လိုပေါ့ဟိုကောင်းပြောတဲ့အတန်နဲ့အဲ့လိုပေါ့နည်းနည်းဆူတဲ့အတန်အဲ့ပုံမှာသူကကြောက်တယ်အဲ့လိုမျိုးဆိုတော့သူကအခုကြတော့ချစ်ကြောက်ယူသေးအခုမျိုးသမီးကြတော့သူကချစ်တယ်အခုမျိုးသမီးဆိုတော့အရေးမကြီးဘူးအဖတ်မလုပ်ဘူးသူ့လောက်ကတော့သူအခုမျိုးသမီးရိုက်တယ်ဆိုလဲလို့ပေါ့နော်အရင်မနာဘူးဆိုတာလေအဲ့လိုမျိုးအခုကျတော့အဲ့လိုတင်မအောင်လက်နဲ့ရိုက်တာဆိုတော့သူကအခုကြာတော့ကြောက်တယ်